အိုးငှက်ပေါက်လေးဟာဦးကနေပေါက်ပေါက်ချင်းမှာပဲသူ့ရဲ့ညီကိုတွေကိုတပ်ဖို့ငှက်တိုက်ထဲကနေတွန်းချပါတော့တဲ့အချစ်တွေကိုတဦးလေးရဖို့နဲ့အစာတွေကိုတကောင်တည်းစားနိုင်ဖို့အတွက်အိုးငှက်ပေါက်လေးဟာသူ့ရဲ့ညီကိုမောင်နှမတွေကိုရှင်းပစ်ဖို့ဝင်မလေးပါဘူးအိုးငှက်ပေါက်လေးရဲ့စိုးသွမ်းမှုကအယိုးထဲထိဆွဲနေတယ်လို့တောင်ပြောလို့ရပါတယ်တခြားငှက်ပေါက်လေးတွေကဒီအရွယ်မှာပါဇက်ဟာပြီးအစာတောင်းဖို့လောက်ပဲတိပေမဲ့ဒီကောင်လေးကတော့မျက်စိတောင်မပွင့်သေးပဲအခြားငှက်ပေါက်လေးတွေကိုဖယ်ရှားပြီးတက်ဖြတ်ဖို့ကိုပဲနေတိုင်းတွေးနေတာပါပြစ်မှုကျူးလွန်တဲ့နီလန်းကလည်းအရန်ကိုကျွမ်းကျင်ပြီးမျက်စိမိတ်ထားလျက်နဲ့တောင်အခြားကောင်လေးတွေကိုငှက်တိုက်ထဲကနေအားနဲ့တွန်းထုတ်နိုင်ပါတယ်အရွယ်ရောက်ပြီးတဲ့အိုးငှက်တွေကဘယ်တော့မှငှက်တိုက်မဆောက်ပါဘူးသူတို့ဟာသူတို့ရဲ့ဥတွေကိုတခြားငှက်တွေရဲ့အတိုက်တွေမှာပဲတွားဥလေးရှိပါတယ်အိုးငှက်ပေါက်လေးမွေးလာတာနဲ့တပြိုင်နက်တခြားငှက်ဥတွေအကုန်လုံးကိုအပြင်ကိုလွတ်ပစ်ပါတော့တဲ့မွေးစားမိခင်အစာရှာရာကနေပြန်လာတဲ့အခါမှာတော့တနာစရာကောင်းတဲ့ပုံစံလေးဟန်ဆောင်ပြီးအစာတောင်းပါတော့တဲ့အိုးငှက်ပေါက်လေးလင်းလင်းမြင်မြင်ကြီးထွားလာတာနဲ့အမျှသူ့ရဲ့အစာတောက်ပမာဏကလည်းများလာပါတယ်ဒါကြောင့်မွေးစားမိငှက်ဟာအသက်လူပြီးအစာရှာပေးရပါတော့တဲ့သူတို့ဟာတည်တဲ့အထီတောင်သူတို့ရဲ့တွေးသားရင်းကလေးစစ်တွေဟာအတိုက်ထဲကအိုးငှက်ပေါက်လေးရဲ့တက်ဖြတ်ခြင်းကိုခံလိုက်ရပြီဆိုတာကိုမတိကျရှာပါဘူး